学对路就嘛。哦，对了。အားလုံးမင်္ဂလာပါ မင်္ဂလာပါ နားလည်နော် ကျွန်တော်တို့နောက်တော့ပြန်နေရှင်ပြပြန်ရတဲ့အတွက်ကြောင့်ဘုရားသခင်ပထမအဆုံးရှင်သွားပါတယ်ကျွန်တော်တို့သိကူးတဲ့လို့ရှိပါရှိပါတယ်နော်ကျေးဇူးတင်ပါတယ်မှတ်မိပြီးလို့ကျေးဇူးတင်ပါတယ်နောက်ပြီးတော့အချိန်နာရီ3ရက်လောက်တဲ့အခုနဆရာပြောတော့တာ3ညနော်3ညအထူးအစီအစဉ်အဲ့လိုမျိုးအထူးတော့အနေနဲ့စစ်စစ်လုံးလုံးလောက်ဆောင်နေကြတဲ့အပေါ်မှာကျွန်တော်အလုပ်စီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြီးတော့ဒီကနေ့ညမှာလည်းပထမဦးဆုံးညရောက်ရှိလာကြတဲ့လူတွေအားလုံးရောက်လဲချောကြပါတယ်နော်ဒါဒီဥရုလိုပဲအမတန်ချစ်စရာကောင်းကြပါတယ်ဆိုတော့အားလုံးဆိုတော့ကျွန်တော်လည်းပါသွားတာပေါ့နော်ကျွန်တော်ပုံကြိုက်လို့ရှိရင်ကျွန်တော်မကြိုက်ဘူးကျွန်တော်မိမတော့ပုံကြိုက်မယ်ဆိုကျွန်တော်မကြိုက်ဘူးဘာလို့လဲတပ်ပုံထဲမှာကျွန်တော်မလာဘူးအဲ့လိုရှိတယ်နော်ဆိုတော့ဒီကနေ့ညတော့ပေါ်ပါပဲကျွန်တော်တို့သွားမှာဖြစ်ပါတယ်အဲ့ဒီရှိလို့ရှိတချို့ကမနေတတ်တာတွေရှိတယ်เนาะအဲ့ဒါကြောင့်အာမနာရန်เนาะပေါ်ပါလည်းကျွန်တော်တို့တော့ကိုစင်ချင်ဖို့ရန်ကျွန်တော်ပြောလိုပါတယ်ကျွန်တော်တို့ရဲ့ခက်ကာလကြီးကိုကြည့်တဲ့အခါမှာကဘာတစ်ခုလုံးကိုမြင်အောင်ကြည့်ပါကဘာကြီးမှာဖြစ်ပျက်နေတဲ့အရာအားလုံးကိုမြင်အောင်ကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့ကာလကျွန်တော်တို့ရဲ့မျိုးဆက်ဒီမျိုးဆက်ကအချိန်တွေကအလုံးဝမကောင်းဘူးဆိုတာပြောစရာမလိုအောင်ကျွန်တော်တို့အားလုံးနားလည်ပြီးသားဖြစ်ပါတယ်ဒီအရာကသူ့ကိုယ်သူမတော်တဆဖြစ်တဲ့အရာမဟုတ်ပဲနဲ့ဖန်ဆင်းရှင်တရားပြောတဲ့အတိုင်းပဲကဘာကြီးကဒီလိုတော့မှဗရန်တာဖြစ်နေတယ်ဆိုတာဒီကိုလိုအပ်တယ်အိမ်ဆောက်တဲ့လူကသူဆောက်တဲ့အိမ်ကဘယ်နှနှစ်ခံနိုင်လဲဆိုတာကိုသိတယ်။ဆရာသခင်ကလည်းသူခံစဉ်းစားလိုက်တဲ့ဘာမျိုးကြီးဟာလူသားရဲ့မနာခံမှုသူ့ကိုပုံကံမှုကြောင့်ကြိုင်ဆဲလိုက်တဲ့အခါမှာကြိုင်ချင်းခံရတဲ့အခါမှာဒီစစ်ကြော်တော်တစ်ခုလုံးမှာလက်ရှိချင်းတို့ဦးကြည်သွားတာဖြစ်ပါတယ်။ဘယ်ချိန်မှာနှိကုန်းချုပ်လဲဆိုတာဘုရားသခင်ကတတ်မှတ်ပေးတာဖြစ်တယ်။အဲ့ဒီအချိန်ကာလကရောက်လို့နေပါဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့တတိကြီးစွာနဲ့အသက်ရှင်ရတဲ့ကာလဖြစ်နေတယ်။ဘယ်လိုသိနိုင်လဲဆိုတော့ဘုရားသခင်ကပြောထားတဲ့အတိုင်းပဲသူနောက်တစ်ခေါက်လာခံနေမှာဆိုရင်တဲ့နမိတ်လက္ခဏာရှိပြီးနမိတ်လက္ခဏာကိုပြောသွားတယ်။ဒါတွေကိုကြည့်လို့ရှိရင်မင်းတို့လူသားတွေပြင်ဆင်လို့ရအောင်ဆိုပြီးတော့ဘာဒီနမိတ်လက္ခဏာပြောထားတယ်ဆိုတော့တဘာဝတရားနမိတ်လက္ခဏာတွေကြည့်ပါအရင်ကထက်အစာပေါင်းမြောက်များစွာဒီအနေတွေကပိုဆိုးလာမယ်အဲ့ဒါကိုခင်ဗျားတို့မြင်တွေ့ပြီဆိုတာနဲ့အိုးဖန်ဆင်းရှင်ဘုရားသခင်ကမတရားမှုအားလုံးကိုတရားစီရင်မဲ့နေ့ရက်ကာလရောက်တော့မယ်ဆိုတာကိုချက်တတိထားတော့ဆိုတဲ့နမိတ်လက္ခဏာဖြစ်ပါတယ်ဒုတိယအချက်ပြတဲ့အရာကပါလဲဆိုရင်လူမှုရေးသက်စီခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့လူမှုရေးကိုကြည့်ပါတကဘာလုံးကိုကြည့်ပါတို့အတိုင်းဝိုင်းတို့အဖွဲ့အစည်းကချစ်ချင်းမေတ္တာခေါင်းပါလာမယ်မေတ္တာခေါင်းပါလာချစ်ချင်းမေတ္တာရောနေလာမယ်ဆိုတဲ့အတိုင်းပဲကြံကြမ်းမှုတွေကနေရာတကမှာကိုကျင့်တရားတွေကပြည့်စည်နေကိုကျင့်တရားတွေကဆက်ပုဂ္ဂိုလ်ရတယ်ဘုရားတရားဖက်မှာတော့ဘုရားအမတန်တော့ပုံကိုကြည့်ပါဦးဘာအမရှိတယ်ဒီမှာဘာဒီမှာရမှာဒီပုံကိုကြည့်ပြီးတော့အခုကဘာကြီးကအဲ့လိုဖြစ်နေတာနော်လူမှုရေးပြည့်စည်ကုန်ပြီကိုကြည့်တရားတွေပြည့်စည်ကုန်ပြီဒါကိုကြည့်ချင်းအဖြစ်ကိုရောပြောတဲ့နေ့ရက်ကာလရောက်လို့နေပြီဆိုတော့ရှင်းပြီးအချက်ပြတာဖြစ်ပါတယ်နောက်တစ်ခုကပါလဲဆိုရင်ဝိနည်းရေးကြစင်းမှုတွေဘယ်သူမှဘာသာတရားမကင်းရှင်းနေတော့ဘုရားတရားဖြစ်မှာအာမတာတဲ့ကာလဖြစ်ပါတယ်စ
စိတ်နှလုံးအကျွေးနဲ့ဘုရားသခင်ကိုရှာဖွေတော်သူတွေနေပါတဲ့ခက်ကာလဆူကြီးဖြစ်ပါတယ်။ဟောဘာသာတရားဆိုတာထိုင်းနိုင်ငံကိုလည်းကြည့်ပြောလို့ရှိရင်တော့သူတို့လည်းဗုဒ္ဓထေရဝါဒတကယ်သူတို့ကျင့်နေတာကဘုရားလည်းမဟုတ်နတ်ကူကွယ်တာလည်းရောနော်အသက်တာမှာကိုကျင့်တရားပိုင်းဆိုင်မှာခရိယန်လောကမှာပဲဖြစ်ဖြစ်ဘယ်ဘာသာတိုင်းမှာပဲဖြစ်ဖြစ်လူတွေကလေစစ်မှန်တဲ့သာရဘုရားသခင်ကိုမရှာချင်တော့ဘူးနော်အဲ့လိုမျိုးဖြစ်နေတဲ့အရာရှိပြီးနမိတ်လက္ခဏာဖြစ်ပါလေနောက်တစ်ခုကဘာလဲဆိုတော့ကမ္ဘာနိုင်ငံရဲ့ဖြစ်ချင်းတွေပါရီဖြစ်တဲ့ခုတည်းတွေကိုဖတ်ကြည့်တတိတိုင်းကောင်းစင်ကပါလေခုတလုံးတတိကောင်းလားတတိဆိုးလားကျွန်တော်တို့နိုင်ငံမှာတော့မနော်ဘယ်လိုလဲဝါချင်းမြင်ရတယ်ကျမ်းစာကမပြောဘူးလားဘုရားသခင်မပြောဘူးလားဒီလိုဖြစ်နေဆိုတာပြောတယ်သူအချိန်ကာလရောက်တော့မယ်ဆိုရင်ငါအချက်ပြမယ်နော်ဒီအရာတွေကိုမြင်ပြီးဆိုရင်ငါတကယ်လာဖို့နေပြီဆိုတာမင်းတို့ချက်ပြင်ဆင်ထားပါဆိုရက်နမိတ်လက္ခဏာရှိပြီးအရာတွေဖြစ်ပါတယ်ဒါကြောင့်လက်ရှိဒီအရာတွေအားလုံးကိုကြည့်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ဒီပထမအပိုင်းမှာပေါ့နော်ကျွန်တော်ဒီညပြင်ဆင်ထားတာအပိုင်းတစ်ပိုင်းရှိပါတယ်ပထမအပိုင်းမှာသာဝရအရေးနောင်တမလွန်ဘဝနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပထမအပိုင်းမှာခွန်အားပေးလိုပါတယ်ဒီလိုဖြစ်နေတဲ့ကဘာကြီးမှာကျွန်တော်တို့ကုံဆုံးခါနည်းဖြစ်တဲ့နောက်ဆုံးသောကာလမှာကျွန်တော်တို့ဆက်ရောက်နေတဲ့အတွက်ကြောင့်မိတ်ဆွေအနေနဲ့ကျွန်မဒီညတင်သွားခဲ့လို့ရှိရင်အမှန်တကယ်ကျွန်တော်စိတ်ဆမှုရှိကြလားကျွန်တော်ဝိညာဉ်ကဘယ်သွားမလဲလူတည်လို့ရှိရင်တဏှာသွားမှတည်ချတယ်နော်လူတိုင်းတည်ချတယ်တဏှာပဲရှိတယ်ပထမနေရာကကောင်းတဲ့နေရာမကောင်းတဲ့နေရာနှစ်နေရာပဲရှိတယ်ဒါကြောင့်ဘုရားသခင်သာဝရဒုက္ခချမ်းသာကျေဝရသာဝရအသက်ရှင်ခြင်းရှိတဲ့နေရာငြိမ်းချမ်းတဲ့နေရာမှာရောက်ရှိဖို့ရန်ယေရှုခရစ်တော်ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံဖို့ကဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတဲ့အကြောင်းအခုအခွင့်အရေးရနေတော့ပဲကျွန်တော်တို့ကဒီအခွင့်အရေးကိုမယုံတတ်ဘူးဆိုလို့ရှိရင်အခွင့်အရေးဆိုတာနော်မမျောလင့်ပဲနဲ့ဆုံးရှုံးသွားမယ်တရုတ်စကားပုံရှိတယ်တရုတ်လူမျိုးတွေကလူဘဝမှာတဲ့ခွင့်အရေးဆိုတာ၃ခါပဲရှိတယ်၃ချိန်တစ်ခါလွဲရင်နောက်တစ်ချိန်အခွင့်အရေးရှိသေးတယ်အဲ့ဒီအခွင့်အရေးတစ်ခုကိုလည်းအမှုမဲ့အမှတ်မဲ့နဲ့အမြင်ရမယုံဘူးဆိုရင်နောက်ဆုံးတစ်ချိန်အဲ့ဒါလည်းလွဲနေတော့ပဲဆိုရင်တော့မရှိတော့ဘူးတဲ့အဲ့ဒီလိုကဆင်းရဲမဲ့လို့ဆိုရင်တစ်တဲလုံးဆင်းရဲတော့မှာတဲ့သူ့အတွက်မရှိတော့ဘူးနော်ဒါကြောင့်ယနေ့ညမှာကောင်းတဲ့နေရာအသက်ရှင်ခြင်းရှိတဲ့ဘုရားသခင်နေရာမှာရောက်ရှိဖို့ရန်ဒီကနေ့ညဆုံးဖြတ်ချက်ချရတော့မှာဖြစ်ပါတယ်အလယ်မှာညီလို့မရဘူးနော်ဝိနည်းကြီးရနဲ့ပတ်သက်လာလို့ရှိရင်ခုရောင်ဒီရောင်မရဘူးအခုတော့ဆုံးဖြတ်ရတော့မှာလမ်းအလယ်မှာညီလို့မရဘူးမြာဖက်သွားမလားဘယ်ဖက်သွားမလဲဘယ်နာကိုရွေးရမှာလဲဒီကနေ့ညမိတ်ဆွေဆုံးဖြတ်ရတော့မှာနော်ပြင်ဆင်ပြီလားဒါကြောင့်လက်ဝါးကတိုင်မှာကျွန်တော်တို့တစ်ခုတည်းအကြောင်းကျွန်တော်ပြောချင်တယ်ယေရှုခရစ်တော်လက်ဝါးကတိုင်မှာတည်ခံတဲ့နောက်ဆုံးသောအချိန်မှာမိနစ်ပိုင်းလောက်ဆိုရင်ဒီတစ်ခုဟာလည်းပဲတည်တော့မှာဖြစ်ပါတယ်ဒါပေမဲ့သူ့အနာမှာကယ်တင်ရှင်ရောက်လာတာသူဒီလောက်ထိတသက်လုံးစူးမဲ့ရိုင်းလာခဲ့တဲ့ဒီလူစူးနှစ်ယောက်ဓမြနှစ်ယောက်ကသူတို့နောက်ဆုံးအချိန်ရောက်တဲ့အခါမှာတင်းကျပ်နာရောက်တဲ့အခါမှာဘုရားသခင်ရဲ့မြစ်တာကသူတို့ကိုအခွင့်အရေးပေးပါတယ်။နောင်တများရမလားတော်လူအနေနဲ့ပြောမယ်ဆိုတော့ကံကောင်းတဲ့လူစုမြောက်ဖြစ်ပါတယ်။သူတို့အချင်းကိုကြည့်ချင်းအဖြစ်ပဲတော့မှကောင်းကင်နိုင်ငံမရောက်နိုင်ဘူး။ငရဲသွားမှသိချတယ်။ဒါပေမဲ့အလယ်မှာယေရှုခရစ်တော်ကျွန်တော်တို့ပြသအားလုံးကိုစားအပေငရဲဝှချွေဟူသမျှကိုစပ်ပေးဖို့ရန်အပြစ်မရှိတော့လဲ
လောကတိုင်မှာမိမိကိုယ်ကိုအတိခံဖို့ပေးဆက်တဲ့တခင်သူ့အနာမှာရောက်လာတာကိုတယောက်ကတော့သဘောပေါက်သွားတယ်ဒီတယောက်ကသဘောပေါက်တယ်ဒီတယောက်ပေါ့နော်သူကကြည့်တယ်အိုးကျန်ဆဲတယ်ဒီဟာနေတခင်ကဲတင်ရှင်တို့ပြောတယ်မဟုတ်လားကိုယ့်ကိုလည်းကဲတင်လေငါတို့လည်းကဲတင်လေဆိုပြီးတော့မြို့ငါတို့အဲ့ဒါမှယုံမှာဖို့ဆိုပြီးတော့ယေရှုခရစ်တော်ကိုနှစ်ယောက်စလုံးကဆဲအောက်ကပရိသတ်တွေလိုက်ဆဲတယ်လို့ပေါ့သူတို့လည်းဆဲတယ်ဒါပေမဲ့ယေရှုခရစ်တော်ကလူတွေသူ့ကိုနာအောင်လုပ်တဲ့လူတွေသူ့ကိုတတ်တဲ့လူတွေရဲ့ကျန်ဆဲတဲ့စကားတွေကိုအေးအေးစစ်စစ်အနိုင်ခံပြီးတော့သူတို့ကိုချစ်တနာတဲ့မျက်နာနဲ့ကျေးဇူးကြရုံနာနဲ့ကြည့်တဲ့အခါမှာသူတို့ကိုပြန်ဆဲမဲ့အစားဘာလုပ်လဲဆိုတော့အိုးအဖဖရာဒီလူတွေဟာသူတို့အတွက်ငါအတိခံပေးတယ်ဆိုတာသူတို့မသိဘူးအဲ့ဒါကြောင့်ကျွန်တော်ငါ့ကိုလည်းဆိုနေကြတာကျန်ဆဲနေတာသူတို့ပြစ်ကိုခွန်းနဲ့ပါတော့ဆိုပြီးတော့ကိုကိုဆဲတဲ့လူကိုတတ်တဲ့လူတော်မှာကောင်းချီးပေးတဲ့အရာကိုဒီတစ်ခုတယောက်ကမြင်တဲ့အခါမှာမခံစားနိုင်တော့ဘူးဟာဒါကယူယူလာတဲ့လူမဟုတ်တော့ဘူးအဲ့နားမှာရောက်ရှိလာတဲ့လူဟာတကယ်လေငါအရင်တော့ဂျာဖူနာဝဖြစ်တဲ့ယေရှုဆိုတာတကယ်သူတို့ပြောတယ်လူတွေပြောတယ်ငါတပင်းချတယ်တကယ်ချောရဘုရားသခင်ပဲဘုရားသားတော်ပဲလူတွေကိုအယံတနာတတ်တယ်ဆိုတာအခုမျက်စိနဲ့နားမှာငါကိုယ်တိုင်မြင်နေရပါလားအဲ့ဒါကငါသဘောမပေါလို့ငါတော့သူ့ကိုဆဲလိုက်သေးတယ်ဆိုပြီးတော့သူ့အပြစ်ကိုသူမြင်တွေ့တာလေဒီတမျှကြောင့်ကြတော့သူ့ကိုသူအပြစ်သားမှန်သိတာလေသူ့တကယ်ချင်းကိုတော့ဆုံးမတဲ့အေးဒီမဆူရောနဲ့မဆဲရောနဲ့ဒီလိုဟာငါတို့လိုအပြစ်ရှိလို့ခံတာမဟုတ်ဘူးငါတို့ကတော့ထိတ်ထိတ်တန်တန်ကုထိတ်ကုကန်ခံကြတာဒီလိုဟာအပြစ်မရှိဘဲနဲ့ခံနေတာဆိုပြီးတော့ပြောတဲ့အခါမှာသူဟာအပြစ်သားဖြစ်တယ်ကယ်တင်ရှင်လိုအပ်တယ်ဆိုတာကဝန်ခံတာကိုမြင်တွေ့ရတယ်အဲ့ဒါကိုပြောင်းလဲတဲ့အရာကဘာဖြစ်သွားလဲဆိုတော့သခင်သူ့ကိုပြောတယ်ယေရှုကိုကြည့်ပြီးတော့ဒီနေ့ကိုတော့ပြန်လာတဲ့ခါကျရင်ကျွန်တော်ကိုလည်းတတိယတော့အောက်မိပါတော့ဆိုပြီးတော့ဆုတောင်းပါတယ်ဒါနောက်တရတော့သူရဲ့ဆုတောင်းတာယေရှုခရစ်တော်ကအဲ့ဒီလိုဘယ်သူမှဆိုအပြစ်နောင်တရတဲ့လူတွေကိုတတိပေးတဲ့စကားဘာပြောလဲဆိုတော့အေးဒီကနေ့မှာတင်ဒီငါနဲ့သူပရတိတုပုံမှာနေရမယ်ပရတိတုပုံဆိုတာကအမတန်ကြောစရာကောင်းတဲ့ဒုက္ခချမ်းသာယေရှုကောင်းကင်နိုင်ငံပေါ့နော်တနည်းနဲ့ပြောပါဆိုဘုရားသခင်ရှိတဲ့နေရာမှာသာရအသက်ရှင်ရမယ်ဆိုပြီးတော့ယေရှုခရစ်တော်ကသာရအသက်ကိုအာမခံပေးလိုက်ပါတယ်ဒီနောင်တရတဲ့လူဓမြကဆိုတော့ဓမြနှစ်ယောက်ကစိုးချင်းအတူတူမိုက်ချင်းအတူတူတည်တဲ့နေ့လည်းအတူတူတည်တဲ့နေရာကိုတည်တဲ့ပုံစံကိုအတူတူသူ့တော်လေအခုတည်ပြီးရင်နောက်မကြခင်တည်ပြီးရင်သွားမယ့်နေရာသူသိလားမတူတော့ဘူးဟိုတယောက်ကြတော့တေးချတဲ့သူ့လမ်းကိုသူသွားရတော့မှာအပြည့်ရဲ့အခတေးချင်းသာရတေးချင်းဘလို့ကြောက်ဖို့ကောင်းလဲပေငရဲမှာသွားရတော့မှာဒီတယောက်ကြတော့အချိန်မီအခွင့်အရေးကိုသူကနောက်တရပြီးတော့ယေရှုခရစ်တော်စီမှာကိုယ့်ကိုယ်ကိုပုံအပ်လိုက်တဲ့အခါမှာသာရအသက်ရရှိသွားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီအကြောင်းအရာကကျွန်တော်တို့ကိုဘာတုံ့တင်ပေးတယ်လဲတစ်ချက်တော့ပြောလို့ဖတ်ရအောင်နော်ပြလို့ရလားပြလို့ရဖတ်ရအောင်ကဲဒီရှိဟာနောက်ဆုံးမိနစ်မှာတော့ရရှိနိုင်ကြောင်းပြသနေတယ်လို့ဒီရှိတရားမှာရွေးချယ်ခွင့်အတွက်နောက်ဆုံးသတ်မှတ်ချက်ဖြစ်တယ်ဆိုတာကိုလည်းတတိပေးနေပါတယ်ဘယ်အချိန်ကြည့်မလဲသိလားမသိဘူးငါဒီခါဒီမှာပဲဖြစ်တော့လက်ခံမယ်ပြောလို့ရလားမနေ့ကပဲနော် Facebook မှာတွေ့တယ်တယောက်မှတတိမဇီယောင်ရင်းနဲ့ online မှာပြကြတာမျိုးနော် live လွှင့်တာနာမည်ကြီးပဲဟာဝါရောင်းတယ်နော်အရင်ပဲကောင်းတယ်ဘာညာဇီယောင်နေတာဟို follower လည်းအများကြီးပဲနာမည်ကြီးပဲဇီယောင်နဲ့တခါလေကျွန်တော်ရှင်းတာအရင်ပူတယ်နေကြတယ်ဦးက shop ဖြစ်တာဖြစ်မှာတေးသွားတာခဏလေးနဲ့သူအဲ့လိုတေးမယ်ဆိုတာဘယ်တော့မှတွေးမိမှာမဟုတ်ဘူး
ဒါကြောင့်ကျွန်တော်တို့ဘယ်ချိန်ဒီမလဲဆိုတာမပြောတတ်တဲ့အတွက်ကြောင့်အချိန်ရှိခိုက်ခရစ်တော်ယေရှုခရစ်တော်ရဲ့ဖိတ်ခေါ်တဲ့ကိုမတိအောင်ဆောင်မနေတော့ဘူးမနေသင့်တော့ဘူးဆိုတဲ့အကြောင်းတတိကောင်းကျွန်တော်တို့ကြားနာတဲ့အရာဟာကျွဲပါဆောင်ပြီးလို့ဖြစ်စေဖို့ရကျွန်တော်အားပေးလို့လေကဲနောက်တစ်ခုယေရှုခရစ်တော်ကသာရအသက်ကိုဘလို့ဖြစ်အရေးတကြီးပြောတယ်လဲဆိုလို့ရှိရင်ဥပမာနဲ့ကိုပြောတဲ့အကြောင်းအရာဖြစ်ပါတယ်ပညာမဲ့တို့သူတို့သမီး9ဦးအကြောင်းဖြစ်ပါတယ်ပညာရှိက9ယောက်ရှိတယ်နော်ပညာမဲ့တဲ့လူက9ယောက်ရှိတယ်အဲ့ဒီပညာမဲ့တဲ့အမျိုးသူတို့သမီးကြတော့သူတို့ခက်တော့မှာပေါ့နော်သူတို့သားနဲ့ပွဲသူတို့မင်္ဂလာဆောင်ပွဲကျင်းပတော့မယ်ဆိုလို့ရှိရင်ညအချိန်မှာ surprise လုပ်ကြတယ်သူတို့က surprise လုပ်တာပေါ့နော်သူတို့သားပဲချိန်လာခေါ်မလဲစောင့်ရတယ်သူတို့သမီးတွေကသူတို့သားကိုအိမ်ကနေညတော်မှာလာတာများပါတယ်သူတို့ရဲ့ထုံးစံဖြစ်နေတာเนาะအဲ့ဒီခက်တုံးမှာသူတို့သမီး10ဦးထဲမှာ9ဦးကြတော့တဲ့အဲ့ဒီခက်တုံးကဖုန်းမှမရှိသေးတာเนาะဖုန်းမရှိသေးတဲ့အခါကျတော့စီမီခွက်လေးနဲ့စီအပိထည့်ပြီးတော့အစင်တင်သူတို့သားခေါ်တန်ကြားတဲ့အခါမှာမိချုံလို့ရအောင်စောင့်နေရတယ်ဒါပေမဲ့ဒီ9ယောက်ကကြတော့မပြေမစင်ပဲနဲ့အမှုမဲ့အမှတ်မဲ့ဒီတိုင်းပဲနေပြီးတော့အာလို့ဖောက်ပြီးတော့ပေါ့နော်အဲ့နိုင်ကြတယ်တကယ်ညတော်ရောက်တဲ့ခါမှာရောက်တဲ့ရဲ့တတုသားကြွလာပြီးနော်ဆိုပြီးတော့လူတွေကသိကြော်တန်ကြားတဲ့ခါမှာတစ်ခါလေးစီမီထုံထုလို့တယ်စီမီထုံမှပဲတော့ရမှာလမ်းမြင်တော့ရမှာသူတို့မှာပြင်ဆင်မှုမရှိတဲ့ခါမှာနောက်ကျသွားတယ်စီမီမရှိဘူးထုံလို့မရဘူးအဲ့ဒါနဲ့စီမီစီတက်စီရောင်းတဲ့ဆိုင်ကိုတွားပြီးတော့တက်စီပဲပြောတော့မယ်နော်စီရောင်းတဲ့ဆိုင်တွားပြီးတော့ဖြည့်တယ်ပြန်လာတဲ့ခါမှာသူတို့ကကြောက်သွားပြီ9ယောက်ခေါ်သွားပြီ9ယောက်ကကြံခဲ့တယ်ဒါပဲဖြစ်ဖြစ်ဆိုတော့တွားကြတယ်တကားသွားခောက်တယ်ဘွဲလောက်တဲ့အိမ်မှာတကားသွားခောက်တဲ့ခါမှာတကားပိတ်သွားပြီသူတို့ထုံးစံမှာတကားပိတ်ပြီဆိုရင်တရားမဝင်တော့ဘူးဘာလို့ပဲတကားခောက်ဖွင့်လို့မရတော့ဘူးနော်ဆိုတော့ဒီအကြောင်းအရာကကျွန်တော်တို့တွေကိုတတိပြီးထားတဲ့အရာကပါလဲဆိုရင်သခင်ဘုရားဟာရောက်တဲ့ကျွန်တော်တို့စုံတွေ့နိုင်တယ်ရောက်တဲ့မမျော်လင့်ထားတဲ့ချိန်မှာပြန်လာနိုင်တယ်တကယ်လို့သူမပြန်လာခင်မှာကျွန်တော်တို့ကိုယ်တိုင်ကရောက်တဲ့ဒီဘဝမေးစာလေးပြတ်သွားနိုင်တယ်အသက်မေးစာလေးကုန်ဆုံးသွားနိုင်တယ်အဲ့ဒီလိုမဖြစ်ခင်မှာသာရအရေးကိုတမလုံးအရေးကိုအခုကြိုတင်ပြင်ဆင်ပြီးတော့အရေးတကြီးလောက်ဖို့ရန်မြန်မြန်စောင့်ဖြတ်ဖို့ရန်ယေရှုခရစ်တော်ကဒီပုံပင်ကိုပြောခြင်းဖြစ်ပါတယ်ပြန်ဖတ်ရအောင်နော်သခင်ဘုရားရောက်တဲ့ကြွလာတဲ့အချိန်တွေဝိညာဉ်ရေးရာကြိုတင်ပြင်ဆင်ထားဖို့ကျေးဇူးတော်တရားပိတ်သွားရင်ဒုတိယအခွင့်အရေးမရှိတော့ပါနှစ်ချက်ရှိတယ်ပထမချက်ကတော့ယေရှုခရစ်တော်ကရောက်တဲ့လာနိုင်တဲ့အတွက်ကြောင့်ပြင်ဆင်ဖို့လိုတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်ထာဝရအရေးကိုကျွန်တော်တခုခုဖြစ်ခဲ့ရင်စိတ်ချလို့လားနော်ပြင်ဆင်ဖို့တဲ့နောက်တစ်ခုကတော့ဗာလေတကယ်လို့အဲ့လိုမှုမဲ့အမှတ်မဲ့နေလို့ရှိရင်ကျေးဇူးတော်တကားပိတ်တဲ့ချိန်ရောက်နေအဲ့ဒီချိန်ရောက်ပြီဆိုရင်နော်ဘယ်တော့မှဘုရားသခင်ကိုတွေ့ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဆိုတဲ့သဘောဖြစ်ပါအခွင့်အရေးမပြီးတော့ဘူးပြောမယ်ဆိုရင်ဘုရားသခင်ကနော်အချိန်နှလုံးသားတကားကိုခောက်တဲ့သားနဲ့ပိတ်ထားတဲ့ခါကျတော့တော်သည်ဆိုတဲ့အချိန်ဆိုတာရှိတယ်အဲ့ဒါကိုတကားပိတ်တဲ့ချိန်တော့ခေါ်တယ်ဘုရားသခင်ကယနေ့ညမှာအချုပ်တော်သူရဲ့နှလုံးသားတကားကိုခောက်နေတာကျွန်တော်သိတယ်နော်အဲ့ဒါကိုမသိအောင်ဆောင်မနေပါနဲ့နော်သာရအရေးအတွက်ဆုံးဖြတ်ပါတော့ပညာရှိတဲ့အကြောင်းတစ်ချက်လေးပြောချင်တယ်သူ့နာမည်က William Gladstone လို့ခေါ်တယ်အိမ်မနိုင်ငံမှာ3 ကြိမ်တိုင်ဝန်ကြီးချုပ်ဆက်တဲ့
ရွေးချယ်ခြင်းခံရတာကပ္ပတမိတ်မှာမရှိဘူးဝန်ကြီးချုပ်စက်တိုက်3ကျန်ရွေးကောက်ပွဲမှာနိုင်တယ်ဆိုတာပေါ့နော်အားပညာရှိကြီးဖြစ်ပါတယ်သူဖြစ်ချင်တာကအမှန်ဆိုရင်တရားဟောဆရာဖြစ်ချင်တာအမှုတော်ဆောင်ဖြစ်ချင်တာသူ့တော်သူ့အဖေကအရန်ပဲပြောမယ်ဆိုရင်ကောင်းပါတဲ့အဖေကြီးကသူ့ကိုမင်းနိုင်ငံရေးသမားဖြစ်ရမယ်တင်းဇွတ်သူရဲ့ခိုင်းတဲ့အတွက်ကြောင့်သူဖြစ်ချင်တဲ့တရားဟောဆရာ line ဖက်မတော်ပဲနဲ့နိုင်ငံရေး line ကိုသွားတယ်အောင်မြင်ပါတယ်နော်ဝန်ကြီးချုပ်နေရာရပါတယ်နော်အဲ့လိုဖြစ်နာမယ်ကြီးပညာရှင်တတိတော်သူဟာဒီခါนี้နောက်ဆုံးအချိန်ရောက်တဲ့ခါမှာသူ့ကိုအရန်လေးစားတဲ့ကောင်လေးတယောက်ကသူ့အိမ်ကိုလာပြီးတော့ဆရာကျွန်တော်ရဲ့ဘဝခရီးစဉ်ပဲအရေးကြီးတဲ့ဘဝသင်ခန်းစာအကြံလေးတစ်ခုပေးပါဆရာစီမှာအကြံတစ်ခုလေးတောင်းချင်တယ်ဘဝအတွက်ဘာအရေးကြီးဆုံးလဲပေါ့အဲ့ဒါနဲ့ဒီဆရာကြီးကသူ့မေးပါတယ်ဟုတ်ပြီခင်ဗျားကြောင်းပြီးပါတော့မလဲကောင်းလေးကဆရာလိုပဲဥပဒေကြောင်းတက်မယ်ပြီးရင်ဘာတော့မလဲဆရာလိုပဲနိုင်ငံရေးတက်မှာကျွန်တော်ဝယ်ကြမယ်ပြီးရင်ဘာတော့မလဲဆရာလိုပဲလွတ်တော်အရာရှိတက်မှာစူးစမ်းမယ်ပြီးရင်ဘာတော့မလဲဆရာလိုပဲစင်းရချမ်းသာကိုဖယ်ရှားပဲနဲ့မြတ်တတ်နဲ့နိုင်ငံကိုအုပ်ချုပ်ပဲပြီးရင်ဘာဆက်လုပ်မလဲတော်မရနဲ့စိတ်မကောင်းလို့ဟာပြီးမှတော့လဲဆိုရည်ပဲဆရာလိုပဲကျွန်တော်တမန်တပိရှိစင်းရသားတွေပဲရက်တည်ပြီးတော့ကျွန်တော်နိုင်ငံအကျိုးစောင့်မယ်ပါတည်တဲ့ထိကွာဆိုပြီးတော့ပြီးမှဆက်လုပ်မလဲဒီခုမဲ့ဆဆောင်ပြပါလားဒါဆိုရင်ဆရာလိုပဲကျွန်တော်ပြင်ဆင်ယူပြီးတော့အစ်စစ်စစ်သားယူတော့မှာပေါ့တဲ့ပြီးရင်ပါဆက်လုပ်မလဲကောင်းလေးဒီဆရာတော်ဟုတ်တော့ပေါ့သူ့ကလာမီးပါတယ်ဆိုတော့အောက်ပဲပြန်မီးနေစိတ်ထဲကွာအဲ့လိုဆိုဆရာလိုပဲကျွန်တော်စာရီပါရင်ခုအကြောင်းကိုပြန်ကြည့်ပြီးတော့စာအုပ်တွေပါရင်ထုတ်မယ်ပေါ့အဲ့လိုပြောတယ်ကောင်းလေးပြီးရင်ပါဆက်လုပ်မလဲကောင်းလေးကခေါင်းကောက်ပြီယောက်ျားတွေကမယားပဲခေါင်းကောက်ပြီဆိုတော့အခြေအနေမကောင်းတော့ဘူးเนาะဆိုတော့ဒါဆိုကျွန်တော်ဒီလောက်ရပဲချင်တယ်ဆရာကျွန်တော်ဒီလောက်ရမှချင်တယ်အဲ့ဒါနဲ့ဆရာကြီးကနေအဲ့ဒါပြီးပါဆက်လုပ်မလဲအဲ့ကောင်းလေးကျွန်တော်ဒီပြီးပါဆက်လုပ်မလဲဟုတ်လားဆရာစဉ်းစားပြီးတော့အဲ့ဒါတော့တခါမှမစဉ်းစားဘူးတဲ့ဟုတ်ပြီကောင်းလေးပြေချာနာထောင်အခုအိမ်ပြန်သွားကျန်းစာအုပ်သွားဝယ်ကျန်းစာအုပ်ဖတ်ပြီးတော့ထာဝရကာလအကြောင်းကိုသွားစဉ်းစားအဲ့ဒါပဲအကြံပေးချင်တယ်နော်ဒီကရှင်ကြီးရဲ့အကြံဖြစ်ပါတယ်ယေရှုခရစ်တော်ကပြောဘူးလားလူတယောက်ကတဲ့စัจ java တစ်ခုလုံးကိုပိုင်ဆိုင်အစိုးရတော်လဲမိမိအသက်ဝိညာဉ်ဆုံးရှုံးရင်ဘာအကျိုးရှိမှာလဲဘာတတိဖြစ်ဘာရာထိုးပဲဖြစ်အသက်ဆုံးရှုံးတဲ့လူမရဲသွားတယ်ဆိုရင်ဘာအကျိုးရှိမလဲမဟုတ်ဘူးလားအဲ့ဒါကြောင့်ကျွန်တော်ဗမာစကားပုံရှိရမလားတောင်ရမရင်ဒုက္ခတဏ္ဍတော့ကြတယ်တောင်ရမရင်တနေ့ဒုက္ခရောက်မယ်မိမယူမရင်တချို့ကမကြိုက်ကြဘူးယောက်ျားယူမရင်ပဲပြောမယ်နော်ယောက်ျားယူမရင်တစ်သက်လုံးမတည်မချင်းကဲအဆူဆုံးလာဦးမယ်ဖယားမရင်ထာဝရအဆူဆုံးထာဝရမာတို့ပဲနော်ထာဝရမာတို့ရင်မလွယ်ဘူးဒါကြောင့်မလို့ဒီပုံပင်ကိုယေရှုခရစ်တော်ကဘာကြောင့်ပြောတယ်လဲဆိုရင်သခင်ဘယ်ချိန်လာမလဲဆိုတဲ့အချိန်နိုင်ကိုမင်းတို့မသိတဲ့အတွက်ကြောင့်အစင်တင်စောင့်နေကြလို့ဆိုပြီးတော့ဒီအကြောင်းကိုပြောတာဖြစ်ပါတယ်အစင်တင်ဖြစ်ပြီလားထာဝရကာလကိုစဉ်းစားပြီလားကဲနောက်တစ်ခုယေရှုခရစ်တော်ကဘလောက်ထိအရေးတကြီးလုပ်တယ်လဲဆိုလို့ရှိရင်ကြီးစွာသောဘွဲတော်ကြီးပုံပမာကိုပြောပါတယ်တတိတယောက်က ပွဲခန်းခန်းနာနာကျင်းပါတယ်
တော့လူတွေကိုဖိတ်ခေါ်တယ်ဖိတ်ခေါ်ပြီးတော့ဖိတ်ခေါ်တဲ့လူတွေကိုကဲပွဲရအစင်တိရှိသွားပြီစားဖို့တောက်ဖို့အစင်တိဖြောပြမယ်အစင်တိဖြောပြစရာတွေတော့ခေါ်တော့ငါဖိတ်ထားတဲ့လူတွေတော့ခေါ်တော့တဲ့သူ့ရဲ့အစီအပါးတွေကိုစီလွတ်တဲ့ခါမှာဖိတ်စာရတဲ့လူတယောက်ကဘာပြောလဲဆိုတော့အိုးအတိကိုပြောပြကျွန်တော်ဟာလေရမိခွက်ဝယ်ထားတာရှိလို့မလားအဘူးတော့ပြောပြီးတော့တဲ့ကျွန်တော်ဖတ်ပြပါနော် excuse me ပေါ့နောက်တယောက်စီပြန်သွားတယ်အဲ့ဒီကောင်ကလည်းအဲ့ဒီတိုင်းပဲကျွန်တော်နွားဝယ်ထားတာရှိလို့တဲ့နွားနော်ကျွန်တော်နွားတွေဝယ်ထားတဲ့ဟာရှိတဲ့ကြောင့်ကျွန်တော်မအားဘူးပွဲကိုမလာဖြစ်ဘူးလို့တတိကိုပြောပြအောင်တော့အစီခံကြုံရတော့အောင်မြင်မှုပေါ့နော်နောက်တယောက်စီကိုပြန်သွားတယ်ဟိုဆိုးသေးရဲ့ဘာပြောလဲဆိုတော့ကျွန်တော်ကတဲ့ဟိုမနေ့ကပဲတက်ဆက်မိမယူထားတာတဲ့အဲ့ဒါကြောင့်ပွဲကိုမလာအားတော့ပြောပြအောင်တော့ဒီစားအကြောင်းပြချက်မျိုးဆိုရင်တတိကြီးရဲ့ဖိတ်ဆောင်ဖိတ်ခေါ်မှုကိုတို့ကအစင်ချင်းပြီးပြီးတော့အကြောင်းပြချက်အမျိုးမျိုးပြီးတော့ငင်းပယ်ခဲ့ကြတယ်အဲ့တော့တတိကြီးကဘယ်လိုခံစားလဲဆိုတော့စိတ်တူလာတော့ဩဟုတ်လားဟုတ်ပြီဒီလူတွေကအရင်ဖိတ်တဲ့လူတွေအားလုံးကိုငါလက်ခံတော့ဘူးတခြားလူတွေတော့ဖိတ်တော့လာပြီးနာတော့စားပဲဖြစ်ဖြစ်ဟိုမတော်စားပဲဖြစ်ဖြစ်ပေါ့ဘယ်သူမဆိုလာငါစီကိုလာကြပါဒီပွဲကြီးမှာအားလုံးကိုကျူစုလက်ခံပါရဲဆိုပြီးတော့ပြောကြတာပေါ့နော်တို့တွေကအိုးလာကြတယ်တတိကြီးအိမ်မှာပွဲကြီးတဲ့ချင်းပါကြတယ်တန်ပြီးရလူတွေမဖိတ်ခေါ်ထားတဲ့လူတွေအများကြီးဖိတ်ခေါ်ခြင်းခံရတယ်အဲ့ဒါကပဲသူတွေလဲဆိုရင်ပြင်နဲ့ကျွန်တော်တို့ဖြစ်ပါတယ်လူနှမျိုးရှိတယ်တတိကြီးရဲ့ဖိတ်ခေါ်တန်ကိုအကြောင်းပြချက်မျိုးမျိုးလောက်ပြီးတော့မလာတဲ့ဖွဲ့ရှိတယ်နောက်တစ်မျိုးကပါလေတတိကြီးရဲ့ဖိတ်ခေါ်တန်ကိုကျေးဇူးတင်ပြီးတော့ပြောစရာနဲ့နော်ပြောစရာကောင်းလိုက်တာကျေးဇူးတင်လိုက်တာဆိုပြီးတော့တတိကြီးရဲ့ဖိတ်ခေါ်ကိုလက်ခံပြီးတော့ပျော်ပျော်ပါပါမိတ္တာရဖွဲ့ခွင့်ရတဲ့လူတွေအဖွဲ့နှစ်ဖွဲ့ရှိတယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ချစ်ချင်းမေတ္တာသားတော်ယေရှုခရစ်တော်အဖြစ်လက်ဝါးကတိုင်မှာပေါ်ပြခဲ့တဲ့ချစ်ချင်းမေတ္တာကျေးဇူးတော်လက်ခံတဲ့လူတစ်ဖွဲ့ရှိတယ်လို့ငင်းပယ်တဲ့လူတစ်ဖွဲ့ရှိတယ်နော်ဘာကြောင့်လဲဆိုရင်ဘောကအမှုအရာတွေကျွန်တော်တို့မှာဆင်ခြင်ပြီးတဲ့ဘာဖြစ်တဲ့ညာတစ်ချက်လေးပြန်ဖတ်ရအောင်လောကီမှုကြီးအနောက်အရှက်တွေကိုဘုရားသခင်ရဲ့အရေးကြီးတဲ့ဖိတ်ခေါ်မှုထက်ဦးစားပေးမိခြင်းရဲ့အန္တရာယ်ကိုတတိပေးဒီပုံပင်ကဘာတတိပေးလဲဆိုတော့ဘုရားသခင်ရဲ့ဖိတ်ခေါ်ခြင်းဘုရားသခင်သားသမီးတို့ကိုစုံတွေ့ခြင်းနဲ့တဏှာမှာပဲစုံတွေ့လို့ရတယ်အမေဆိုင်မှာမရဘူးတချို့မှာမရဘူးဘယ်မှာလဲလက်ဝါးကားတွေမှာပဲရတယ်ကာရဏီကုန်းပေါ်မှာပဲလာတားတော်အဖြစ်ငါအစီမှာလာကြပါလာတဲ့လမ်းပဲရှိတယ်လမ်းအများကြီးရှိတယ်အတူတွေတော့ရှိတယ်နော်မဟုတ်တဲ့ညာပို့တဲ့လမ်းတွေသာရအလန်းကြတော့သာရအသက်လမ်းကြတော့လက်ဝါးကတ်တယ်မှာပဲရှိတယ်ဒီကိုလာကြတော့ဘုရားသခင်ဖိတ်ခေါ်တယ်ဒါနဲ့ကျွန်တော်တို့ရပါလေအကြောင်းပြချက်မျိုးဆိုနဲ့အမျိုးတွေကကျွန်တော်ဘယ်လိုပြောမှာဆိုလို့ကျွန်တော်တို့ကအရင်ကတည်းကဒီလိုမျိုးကိုယ်ွယ်တဲ့လူဖြစ်တယ်နော်ကျွန်တော်လောလောဆယ်မအားသေးဘူးစာတန်ကကျွန်တော်တို့ကိုလိုက်နေတာစာတန်ကကျွန်တော်တို့ကိုလိုက်နေတာအကောင်းဆုံးလိုက်ပဲဟိုတခုပြောပြတယ်စာတန်ကဘာနဲ့လိုက်လဲဆိုတော့အရွယ်၃ပါးနဲ့လိုက်ကြတယ်အရွယ်၃ပါးပထမအရွယ်ကဘာလို့ခိုင်းလဲပညာရှာတဲ့အရွယ်ဒုတိယအရွယ်မှာစီးစိမ်ရှာတတိယအရွယ်မှာဖယားနောက်ဆုံးဒီခါနေမှာဖယားကိုရှာပါဒီရင်ကြီးမှုကစာတန်ရဲ့လက်နဲ့ဖြစ်ပါတယ်ဒီစကားကိုမယုံမိစီနဲ့စာတန်ရဲ့ဂျင်းမမိစီနဲ့အဲ့ဒါဂျင်းတော့မှအကြီးကြီး
ဘုရားတရားကိုမဟုတ်ဘူးအရွယ်၃ပါးရဲ့အရှိဆုံးမှာငယ်ရွယ်တဲ့အချိန်မှာဘုရားကိုအရင်ရှာရင်တွေ့မယ်နောက်မှသူအရာကိုပြီးမယ်တဲ့ဒါပေမဲ့စာတန်ကဘာပြောလဲဘုရားသခင်ကိုနောက်ဆုံးမှထားမိခန္ဓာကိုယ်အတွက်ငွေကြီးလူတွေလေဟုတ်လားဘွာလူတွေလေအိမ်လူတွေဘာလူတွေညာလူတွေအဲ့ဒါနိပြောဖို့လူတွေနိပြောရင်လောက်လိုက်ကိုပြောရင်ပြီးတာပဲအစဉ်ပြီးတာပဲခန္ဓာကိုယ်အတွက်လိုအပ်တဲ့အရာတွေကိုအတိတ်ကအသုံးပြုပြီးတော့ကျွန်တော်တို့တွေကိုဘုရားသခင်ရဲ့ခေါ်တာမကြားအောင်ကျွန်တော်တို့ကိုအာယုံလွဲတာဖြစ်ပါတယ်နော်အဲ့ဒါတွေဟာယေရှုခရစ်တော်ကဒီလိုမဖြစ်ဘူးညာတတိကြက်တတိပြီးတာဖြစ်ပါတယ်နောက်ဆုံးကောင်းသောပုံသက်တွေကပါလဲဆိုလို့ရှိရင်ဇကဲရဲ့ဖြစ်ရဲ့တခုဖြစ်ပါဇကဲဆိုတဲ့လူတယောက်ဒါကြတော့ပုံပြီးမဟုတ်တော့နော်အမှန်တကယ်ဖြစ်တဲ့အရာဒီဇကဲကအခွန်ခံဖြစ်တဲ့အတိုင်းပါပဲတကယ်တော်ဆူးတဲ့လူဖြစ်ပါတယ်အခွန်ခံဆိုတော့အစိုးရအခွန်ခံပေါ့အစိုးရကောက်ခိုင်းတာက9ဘတ်သူကောက်တာဘယ်နှဘတ်လဲဘယ်နှဘတ်တော့ကောက်မလဲအစိုးရအစီအပြင်အတူကောက်ခိုင်းတာစည်တဲ့မှာတော့ဖြတ်ခွင့်မှာတော့ဘယ်လိုလဲ9ဘတ်လောက်ရေးမယ်တော်တို့ကကောက်ခိုင်းတာ9ဘတ်စည်တဲ့မှာ9ဘတ်သူယူတာ15ဘတ်ကျန်တဲ့10ဘတ်ကသူ့အိတ်ကထဲမှာရောက်ကုန်တာအဲ့ဒါတစ်ပိုင်းနောက်တစ်ခုကဘာလဲဆိုရင်အမျိုးသားသစ္စာပေါ်ပြပါတယ်သူတို့ဂျိုးလိုမျိုးတွေကရန်သူတိုင်းတစ်ပါးလာအုပ်ချုပ်တဲ့ရောမအစိုးရဆိုရန်သူဒါမဲ့ဒီရောမအစိုးရနဲ့သူကပူးပေါင်းတယ်ဂျိုးလိုမျိုးတွေသူ့အမျိုးရဲ့အတွက်ဆိုရင်ဒီလိုဟာတလန်းဒီကမှတလန်းချစ်တလန်းတော့ဆိုးရလို့ဖြစ်ပါလေတိုင်နဲ့သူ့အဖြစ်ကိုသူသိတယ်နော်ယေရှုခရစ်တော်တနေ့သူတို့မြို့ထဲကိုဂျေရီကောမြို့ကိုလာမယ်ဆိုတော့သူကသိတဲ့ခါမှာယေရှုအကြောင်းကိုလည်းသိတယ်ဂျာဘူနာဝါသူလည်းဒီလိုကအပြစ်သားကိုလည်းလက်ခံတယ်ဘလို့စူးစူးခွတ်ခွတ်တယ်သူတို့ကိုအပြစ်တရားကနေလွတ်မြောက်ခွင့်ပေးတယ်ကျွန်တော်လည်းအဲ့လိုမျိုးခံစားချင်လိုက်တာပတ်ဝန်းကျင်ရဲ့ဘီးဖယ်ခြင်းခံရတာတအားခက်တယ်ကိုဆိုရာဘုရားသခင်ရဲ့ငင်းပယ်ခြင်းခံရတာဆိုးဆုံးပဲကျွန်တော်ဒီအရာနေဘယ်လိုလွတ်မြောက်နိုင်မလဲဒီသခင်ယေရှုကပဲကျွန်တော်ကိုလွတ်မြောက်ခြင်းပေးနိုင်မှာပါဆိုတော့စစ်မှန်တဲ့နှလုံးသားနဲ့ယေရှုကိုရှာဖွေတန်းထားတဲ့လူတစ်ယောက်ဖြစ်တယ်ဒါကြောင့်လူကြီးတစ်ယောက်ဆိုပြီးမဲ့လည်းတက်ပြီးပေါ်တက်ပြီးတော့ယေရှုလာတဲ့လမ်းကြောင်းကိုသွားစောင့်နေတာကဲကျွန်တော်တို့ဘယ်လိုခံစားမလဲလူကြီးတစ်ယောက်အစိုးရဝန်ထမ်းဥပမာမြို့နယ်မိုးကတက်ပြီးပေါ်တက်တယ်ဆိုရင်ဘယ်လိုခံစားမလဲကျွန်တော်တို့လူကြီးတွေကတက်ပြီးပေါ်တက်လို့မရဘူးမတက်သင့်ဘူးမသင့်တော်ဘူးဒါပေမဲ့ဇကေရတော့နာမည်ပြက်နေပြက်ပါစေလူတွေငါ့ကိုတယောမစရတယ်သူ့ရဲ့ဝန်ထမ်းရာထိုးကြီးကိုဘယ်လိုမဆိုင်တော့ဘူးသူ့အထဲမှာပြဿနာအပြစ်ဒုက္ခကိုလွတ်မြောက်ခြင်းနဲ့ဒီပြဿနာဖြေရှင်းဖို့ယေရှုကတတ်နိုင်တယ်ယေရှုကမျှော်လင့်ချက်တို့မှာရှိတဲ့အခါမှာယေရှုကိုမဖြစ်ဖြစ်အောင်တွေ့ချင်တဲ့ခါကျတော့တက်ပင်ပေါ်ကနေသွားရက်ဖို့တဲ့ခါကျတော့တက်ပင်ပေါ်ကနေနော်ယေရှုကိုကောင်းကောင်းဒီလိုမြင်လို့ရမှာပေါ့တကယ်ပဲသူ့ရှိတဲ့မှာယေရှုရောက်လာတယ်ပရိသတ်တွေကအများကြီးအုံကြောနဲ့လာတဲ့ခါမှာဇကေရတော့အရင်ရေကုန်ပါပဲအိုးငါသိပြီသူ့နာရောက်တော့သူထင်ထားတာတဲ့ကောင်းအောင်ဘုရားသခင်ကသူ့ကိုကျေးဇူးပြုတယ်သူ့ကိုကြည့်တဲ့အခါမှာဇကေဒီညနေအိမ်မှာငါတဲမယ်စင်ကေတို့ဇကေရအရင်ပြောသွားတယ်ချက်ချင်းပဲသွားခုံချတယ်တစ်ချက်လေးဖတ်ရအောင်ဒီဖြစ်ရကယေရှုနဲ့တွေ့ဆုံတဲ့အခါအချိန်ဆွဲမနေပဲချက်ချင်းတုံ့ပြန်ဖို့လိုအပ်ကြောင်းအလေးပေးပေါ်ရတယ်။ဇကေရဆရာကျွန်တော်နောက်လာလားသိတော့မနောက်နဲ့လေသွားမနောက်နဲ့ကျွန်တော်အိမ်မှာတဲဟာမယုံဘူးလာမနောက်နဲ့အဲ့လိုမပြောဘူးကျေးဇူးတင်ပြီးတော့ဝမ်းမြောက်ဝမ်းသာဆိုတခါရဲတစ်ပင်ပွားနေတော့ခုံချပြီးတော့ယေရှုခရစ်တော်ကသူ့ကိုလက်ခံတဲ့အခါမှာအရာပေါ်သွားတယ်။ဘာကြောင့်လဲဆိုရင်ဒီဇကေကိုယ်တိုင်ကပေါင်တရတဲ့အကြောင်းယေရှုခရစ်တော်ကပြောတယ်ဒီကနေ့မှာဒီဇကေရဲ့အိမ်ထဲမှာကယ်တင်ခြင်းရောက်လိပြီ
ဒီကနေ့ညမှာမိတ်ဆွေရဲ့အိမ်ထဲမှာသာရအသက်ကယ်တင်ခြင်းရောက်နေပြီလို့ယေရှုကပြောချင်တယ်တကယ်ပြောချင်တယ်ဒါမဲ့လူရာတော့တစ်ခုရှိတယ်ဘာလို့လဲဆိုတော့နှလုံးသားလေးလိုအပ်ပါတယ်ဇကဲလိုမျိုးတရားသခင်ကအမှန်တကယ်တောင့်တတဲ့နှလုံးသားတကားဖွင့်ထားတဲ့ဟာလေးလိုချင်တယ်တကားလေးဖွင့်ပြနိုင်လားနော်စဉ်းစားပါယေရှုရဲ့ကယ်တင်ခြင်းမိသားကျေးဇူးတော်အမှန်တကယ်တောင့်တတဲ့သူတိုင်းမှာယေရှုနဲ့မလွဲကြဘူးအတွေ့ခံကြတယ်။ဘာကောက်မှာကျွန်တော်အမျိုးတယောက်ကဘာပြောလဲဘာကောက်မှာရှိတဲ့အမျိုးတယောက်ကဘာပြောလဲဆိုဆရာကျွန်တော်တကယ်ချင်းကပြောတယ်ကျွန်တော်ခြေထူးမယ်ခြေထူးပြီးတော့တရားသခင်ကပေါ့အောင်ကိုနေပါစေပေါ့ယေရှုကျွန်တော်ခြေထူးတာပေါက်ခိုင်းလို့ရှိရင်ကျွန်တော်တွန်းလောက်လိုက်မယ်ကွာယေရှုကိုကိုယ်ွယ်မယ်ဟာအဲ့ဒါဖြစ်နိုင်လားလို့ကျွန်တော်လာမေးတာဟာဒုက္ခပဲဒီထိုးပြီးတော့အောင်မြင်ခြင်းနဲ့စိတ်ထားနဲ့ချမ်းသာခြင်းနဲ့စိတ်ထားနဲ့ဘုရားကိုအပြည့်အစုံလုပ်နေတာစီးပွားရေးနဲ့စီးပွားတော်ချမ်းတယ်နော်ဒီလိုကဒီလိုမျိုးစိတ်ထားနဲ့ယေရှုကိုလာရှာရဲဆိုတာမမှန်သေးဘူးဒီလိုမျိုးနဲ့ဘယ်တော့မှတွေ့မှာမဟုတ်ဘူးဘုရားသခင်သူ့စီမှာပေါ်ပြမှာမဟုတ်ဘူးကျွန်တော်အာမခံတယ်လို့ကျွန်တော်သူ့ကိုပြောပါတယ်ပေါ့တာမပေါ့တာကျွန်တော်မပြောတတ်ဘူးလို့ဒါပေမဲ့ဒီကောင်ကဘယ်တော့မှအမှန်တကယ်ယေရှုရဲ့ကယ်တင်ခြင်းကိုတောင်းတတဲ့လူမဟုတ်ဘူးသူ့အပြစ်ဒုက္ခအတွက်သူတကယ်ပူပန်တော်သူမဟုတ်ဘဲနဲ့လောကအရာတစ်ခုခုကြောင့်ယေရှုစီကိုလာတယ်ဆိုတဲ့အခါမှာစိတ်ထားမှားပြီဒီလိုမျိုးမရဘူးကျွန်တော်တို့ပြောပါတယ်ဒါကြောင့်ယနေ့မှာကယ်တင်ခြင်းရရှိဖို့နှလုံးသားတကားလေးဖွင့်ဖို့ယေရှုခရစ်တော်ကတောင်းဆိုတာဖြစ်ပါတယ်ဆောနာပြောသွားတဲ့အကြောင်းအရာအားလုံးကသာဝရအရေးကိုနော်အခုကရပြင်ဆင်ဖို့ဘလောက်တိလိုအပ်တယ်လဲနော်အချိန်ကဘယ်ချိန်မှကျွန်တော်သိမလဲဆိုတော့မသိတဲ့အတွက်ကြောင့်ကြွားကားရင်ဘောကတခုလို့ပေါ့နော်အချိန်မီသူကကြတော့အချိန်မီခရစ်တော်လက်ခံခဲ့တယ်ဒီကနေ့မှလည်းကျွန်တော်တို့အချိန်ပေးတာပဲဘုရားသခင်ယနေ့ဒီအသက်ရှင်ခွင့်ပေးတယ်ဆိုတော့ဇကဲလိုမျိုးအဲ့ဒီအခွင့်အရေးကိုအမိရလက်ခံတော်သူဖြစ်ဖို့ယနေ့မှကျွန်တော်ကိုအားပေးလို့လေကဲဒီကျမ်းစာကိုချက်လေးပြန်ဖတ်ရအောင်နော်ဘုရားတော်အချက်ဟူမူကားနှစ်သက်ဖွယ်သောအချိန်၌တင်းဤစကားကိုနားထောင်ပြီးကဲတင်ယာနိရဲ့ကာလ၌တင့်ကိုငါမဆပြီးကိုလာသည်နှင့်ဤယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏ယခုပင်ကဲတင်ယာနိရဲ့ကာလရှိ၏မနေ့ပြန်ပြောလာတစ်ခါပြောလာမပြောဘူးအမြဲတမ်းပြောလဲယခုပဲကဲတင်ယာကာလဖြစ်တယ်နှစ်သက်ဖွယ်သောအချိန်ကာလယခုဒီညဖြစ်တယ်ကျမ်းစာပြောတာမိတ်ဆွေအချိန်ဆွဲပြီးတော့နော်ဒီ10စက္ကန့်20စက္ကန့်ခဏနေစဉ်ဘာဖြစ်မလဲမသိဘူးကျွန်တော်တို့ဘာဖြစ်မလဲမသိဘူးဟိုတစ်ပတ်ကပဲနော်ဆန်ဆိုင်မှာလူငယ်3ယောက်အကြောင်းသိမလားတို့လည်းဘယ်သိမလဲနော်အဲ့လိုဖြစ်သွားတာတက်ပြီးတနာမှုကောင်းတယ်နော်အဲ့ဒီမျိုးပွိုင်းကနေဦးတက်ပြီးဖြစ်ဆွဲသွားတယ်ဆိုတာကာကြီးရတော့ပို့ပြီးတော့လမ်းပေါ်မှာဆွဲတော့ပတိမရှင်းကြိုက်တာပေါ့သူတို့ကြိုက်သူတို့ကအဲ့လိုမျိုးဖြစ်မယ်ဆိုတာသိလားဆိုတော့10မိနစ်တော့လည်းမသိဘူးယခုမသိချင်းအကောင်းဆုံးသောအချိန်ဖြစ်အခွင့်အရေးဖြစ်ပါယနေ့ညကနှုတ်ဆုံးကောင်းဆုံးဖြစ်ပါတယ်အဲ့ရင်နဲ့မနေ့ပြန်မနိုးပဲနဲ့တည်သွားရင်ဘယ်လိုလုပ်မှာလဲအများကြီးပဲနော်အများကြီးပဲကျွန်တော်တို့ပုံကိုကြည့်တဲ့အခါမှာဗာမြင်တွေ့တယ်ဒီလူကဘယ်လိုခံစားလဲကြည့်ဦးဘယ်လိုခံစားချက်လဲပျော်တဲ့ခံစားချက်လားဝမ်းနည်းတဲ့ခံစားချက်လားဒီလိုလက်ကိုမြောက်သွားတယ်သူ့လက်ကခြေထားတဲ့တန်သူကလည်းတက်သွားတယ်ဆိုတော့
ပေါ်တဲ့ပုံစံနဲ့ငှက်တွေလည်းအပေါ်မှာပြန်ကြတယ်ဆိုတော့လေ သူဟာလွတ်မြောက်ခြင်းရတဲ့ပုံဖြစ်ပါလေနော်လွတ်မြောက်ခြင်းတစ်ခုကနေရပြီးတော့ပျော်ရွှင်နေတာဖြစ်ပါလေသူ့လက်မှာခြေထားတဲ့အရာကပြတ်သွားပြီးသူ့ကိုဒုက္ခပြီးတဲ့တသက်လုံးသူ့ကိုဒုက္ခပြီးတဲ့သူ့ရဲ့မနောစိတ်ထဲမှာအမြဲတမ်းဒုက္ခပြီးတဲ့နေတည်နေဒီငရဲသွားမှာနေတည်အကုသိုလ်များတဲ့ဒီပုံစံနဲ့ကများမကောင်းတဲ့နေရာရောက်မှတီးကြတယ်မိလူလိမ့်များဘာနေရနော်နေရလောဘကြီးတဲ့ကောင်နေရအတ္တကြီးတဲ့ကောင်နေရလူလိမ့်ဖြစ်တယ်ငါနာထောင်မတော်တို့ဖြစ်တယ်ဩတ္တပစိတ်မနောတဲ့ကနေဒုက္ခပြီးတဲ့ဒီအပြည့်ရဲ့ဒုက္ခချီနှောင်ခြင်းခံရတယ်သူ့တော်ယေရှုခရစ်တော်ကိုအိုးဒီအဖြစ်ဒီအားလုံးအတွက်ကိုအတိခံပြီးပြီဒီအဖြစ်ဒီအတွက်အောင်မြင်ခြင်းအကြီးတစ်ပတ်ကနော်ဒီချင်းကနေဖြားမြောက်တဲ့ရှင်ပြန်ဖြားမြောက်တဲ့နေ့ဒီချင်းကနေဖြားမြောက်ပြီးတော့ဒီအဖြစ်တရားကိုငါအောင်မြင်ပြီဆိုပြီးတော့ခရစ်တော်ကကြော်ညာလိုက်ပြီသူ့ရဲ့ဒီချင်းကနေဖြားမြောက်ခြင်းကငါအတွက်ဘုရားသခင်ရှိမှအဖြစ်သားမဟုတ်တော့ဘဲနဲ့အဖြစ်သားဘဝကနေလွတ်မြောက်ခြင်းရပြီဆိုတဲ့အောင်မြင်ခြင်းကိုခံစားတဲ့အခါမှာပျော်ရွှင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်ခရစ်တော်ရဲ့ချမ်းမြောက်ခြင်းရောမခန်းကြီးလေးငယ်15ထဲမှာငါတို့ဒီဖြောင့်မခြင်းရရှိနိုင်ဖို့လို့မှာသူဒီချမ်းမြောက်တော်မူ၏နော်လွတ်မြောက်ခြင်းကျွန်တော်ရဲ့ငှက်တွေလည်းလောင်အိမ်ထဲကနေလွတ်မြောက်တဲ့အခါမှာငှက်တွေလည်းကြည့်ပြောနေတာဒီလိုမျိုးလွတ်မြောက်ခြင်းကိုဘုရားသခင်ကလူတိုင်းကိုပေးခြင်းဘယ်ကလွတ်မြောက်ခြင်းလဲအပြစ်တရားကနေလွတ်မြောက်ခြင်းအဲ့ဒီလွတ်မြောက်ခြင်းကဘုရားကပဲပြင်ဆင်ပေးတယ်ယေရှုခရစ်တော်အားဖြင့်ဖြစ်ပါမယ်အဲ့ဒါကိုကျွန်တော်အနေနဲ့ဟုတ်ကဲ့လို့ပြောလို့ပါပဲဟုတ်ကဲ့ယုံကြည်တယ်ဆိုတာအတိတ်ပဲရှိတယ်နော်ဗဇတ်နဲ့ယုံကြည်တယ်မရဘူးယုံကြည်တယ်ဆိုတာအားကိုးတာပြောတာကိုယ့်ရဲ့ကောင်းမှုကုသိုလ်ကိုအားကိုးတော့ပဲနဲ့ယေရှုခရစ်တော်ရဲ့နော်ဂျေဇုကိုအားကိုးသွားတာမျိုးဖြစ်ပါတယ်အဲ့ဒါလို့ဆိုရင်ဒီပုံတဲ့ကဟာမိတ်ဆွေဖြစ်သွားမှာသာရအတွက်ပူပန်ဆံလို့တော့ဘူးကြောက်ဆံလို့တော့ဘူးချိန်ခါပဲလာဒီချင်းတရားငါမကြောက်တော့ဘူးဆိုပြီးတော့အောင်မြင်ခြင်းကြွေးကြော်တဲ့တော်သူဖြစ်ပါတယ်ဆိုင်တစ်ဆိုင်မှာရွှေဝဲတယ်ရှိဆိုင်တစ်ဆိုင်မှာအာမခံချက်ပေးတယ်နောက်တစ်ဆိုင်ကကျတော့အာမခံချက်မပေးဘူးဆိုင်မှာတော့ဝယ်မလဲအာမခံပေးတဲ့ဆိုင်လားမပေးတဲ့ဆိုင်လားပေးတဲ့ဆိုင်အာမခံပေးတဲ့ဆိုင်မှာသွားမှာဗောယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့ဓမ္မတော်ဘဝနဲ့ပတ်သက်ပြီးတော့အာမခံချက်ပေးတယ်တခြားသူဘယ်သူမှအာမခံချက်မပေးဘူးဒီချင်းကနေထမြောက်ခြင်းတက်တည်ထိုးတဲ့နေရာမှာဒီလူရှိပြန်ထမယ်လို့ကိုအာမခံတယ်သူကိုယ်တိုင်ကလည်းလောက်ပြတယ်တက်တည်ပြခဲ့အဲ့ဒီအာမခံတော်သူစီမှာမကွာဘူးဆိုလို့ရှိရင်တနေ့ကျတော့ကိုယ်အချိန်ရောက်ပြီးတော့အမှောင်ထဲမှာပျောက်ပြီးတော့တော့ကြောက်ရွံ့ခြင်းနဲ့အမှောင်ထဲမှာငရဲမြင့်ထဲမှာလောင်ကျွမ်းတဲ့ခါမှာဘယ်ကိုမှလဲကိုယ်အမကိုအာမခံတဲ့လူစီမှာမကွာပဲနဲ့အာမမခံတဲ့ကိုယ့်ရဲ့စာတန်ရဲ့လိမ်ညာစကားကိုယုံစားမိတဲ့ကိုယ့်ရဲ့ရွေးချယ်မှုကကိုယ့်ကိုထာဝရငရဲတဲ့မှာဆွဲချသွားတာကိုယ်အမှာပဲဒါကြောင့်ယနေ့ညမှာဒီတင်လေးအတန်လေးကဘုရားသခင်ကစကားပြောတတ်တယ်ကျွန်တော်ရဲ့နှလုံးသားဟူအနဲ့ရှင်ဆုံးသောအထဲမှာဆူဆူညံညံတဲမှာဘုရားသခင်စကားမပြောတတ်ဘူးနော်တိတ်တိတ်ဆိတ်ဆိတ်ဟူအထဲမှာစကားပြောတတ်တယ်ဒီလေးအတန်နဲ့တော့တာရဖို့ဘုရားရဲ့ဖိတ်ခေါ်တန်ကိုမငင်းပယ်ပါနဲ့ယနေ့ညမှာလက်ခံပါဆိုပြီးတော့အတန်တစ်တည်းနဲ့ကျွန်တော်တို့အားလုံးကိုဖိတ်ခေါ်တယ်စကားပြောနေတာအဲ့ဒီအတန်ကနှုတ်ဆုံးတတိပြီးတဲ့အတန်လည်းဖြစ်နိုင်တယ်ဝိညာဉ်တော်ဘုရားကအတန်တစ်တည်းနဲ့ယနေ့ညမှာကျွန်တော်နှလုံးသားထဲမှာပြောတဲ့အတန်ကနှုတ်ဆုံးလှုပ်ဆော်ခြင်းလည်းဖြစ်နိုင်တယ်အချိန်လုံးလူတွေကိုဘုရားတခင်ကမလှုပ်ဆော်ဘူးနော်သူ့အချိန်နဲ့သူရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအမြဲတမ်းငင်းပယ်နောက်မှဆိုရင်ဟုတ်ပြီကျွန်တော်တို့ကိုလွန်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပဲ
ဒုက္ခနာသွားမှာဖြစ်ပါတယ်တခြင်းလေးကိုအရမ်းကျဲတယ်ယေရှုယေရှုဇာတော်ကိုပါဒီဇာတော်သူကိုလည်းနေစင်လုံးမတွားပါနဲ့အပိတ္တတယောက်ကဘုရားသခင်ကသူ့ကိုကြော်သွားမှာအရန်ဆိုးရတယ်ဘုရားသခင်နဲ့မတွေ့မှအရန်ဆိုးရတဲ့တခြင်းဖြစ်ပါလေအဲ့ဒီစကားအဲ့ဒီအတန်လေးကိုယနေ့ညမှာအာမင်ဆိုပြီးတော့ယုံကြည်လက်ခံဖို့ရန်ကျွန်တော်ခွန်အားပေးလိုပါတယ်လို့ကပထမအပိုင်းပေါ့နော်ဒုတိယအပိုင်းမတော်ခင်မှာကျွန်တော်တို့ခဏလေးနားရအောင်နော်ဘယ်နှမိနစ်နားရအောင်မလဲ7 minutes နော်7 minutes ဟုတ်ပြီ9 minutes လား9 minutes 7 minutes ဆိုမှပျောက်သွားမှာဆို9 minutes လည်းနား